ကော့နေတာပဲအေးဟုတ်တယ်ညီမလေးသိလားအကိုမှအားသာချက်ကမျက်လုံးကဆွဲဆောင်မှုရှိတယ်မျက်လုံးဆွဲဆောင်မှုရှိတယ်မျက်ခုံးကောင်းတယ်မဟုတ်နော်ဒါသူ့ကိုကျွန်တော်နောက်တာမဟုတ်နော်ဟိုတစ်ခေါက်ပါလဲအောင်ရဲလင်းတော့ကလည်းဒါသူဖောက်ထားသေးတယ်ဒီလူကအတီပေါက်ကြီးစိနဲ့ရှောက်ပြောနေတာလုံးဝ comedy ဆန်တယ်ဗျာနှာတန်လေးဆင်းပါတယ်ကွာနှာတန်ဆင်းတယ်ပြီးရင်နှခမ်းလေးဆိုသိပါမလားအကိုမှအမြဲတမ်းရဲနေတာအကိုဒါသွားလေးဆိုစီးနေအကိုမျက်နာကဟိုဘယ်လိုပြောမလဲချောတော့ချောတယ်ဒါပေမဲ့အရန်ချောတဲ့ထဲမှာမပါဘူးကျွန်တော်ချောလားအကိုကလေဟိုစောင်းရဲမချောဘူးကွာတာမန်ချောတယ်အကိုမျက်နာတာမန်လေးတော့ချောတယ်အဲ့ဒီမှာဟုတ်တယ်မျက်လုံးလေးကတော့အကိုကောင်မလေးကစားအကိုပြောတယ်ကိုရဲတဲ့ကိုမျက်နာလေးမှာလည်းချစ်ဖို့ကောင်းတော့မျက်လုံးလေးတဲ့သူတွေတော့ကောင်မလေးရနေပြီငါတို့တွေကိုတက်တည်နေပြီနော်အဲ့ရောက်နေဟွာအပြည့်လဲကင်းစင်တယ်တဲ့တားလဲချစ်ဖို့ကောင်းတယ်ကိုမျက်လုံးလေးတွေကတဲ့မျက်တောင်လေးဆိုလဲကော့နေဟုတ်တယ်ညီမလေးမျက်တောင်လေးဆိုတားကော့တယ်သိလားအကိုဆိုရင်လေပါရမီတစ်ခုလိုပဲပြောရမှာပေါ့အဲ့ဒါသိလားနော်ပါရမီစိန်ကေဟာတို့ဘာတို့ညာတို့ပေါ့ဗျာအသားညိုတယ်ကွာအသားညိုပင်မဲ့သိလားအဲ့ဒီမျက်နာရဲ့နည်းနည်းအလိုက်တင်ချောမောမှုနဲ့